အာဂါသဝတ်စုံထဲမှာအီးမပေါက်တဲ့အကြောင်းတကယ်လို့အာဂါသဝတ်စုံတွင်းထဲမှာအီးပေါက်လိုက်မယ်ဆိုရင်ဝတ်စုံထဲကနေအဲ့ဒီအနံ့ကိုထုတ်ပစ်ဖို့အထူးလေထွက်ပေါက်တစ်ခုရှိနိုင်တယ်လို့တင်ထင်နိုင်ပါတယ်ဒါပေမဲ့အာဂါသဝတ်စုံရဲ့အောက်ခံလွှာကလေလုံအောင်ပြုလုပ်ထားတာကြောင့်နက်ဆိုးတွေပါဝင်အတွင်းမှာရှိတဲ့အရာအလုံးကအထဲမှာပဲပိတ်မိနေတတ်ပါတယ်အကယ်တော့အာဂါသဝတ်စုံထဲမှာမကောင်းတဲ့လေတွေကိုစုပ်ယူပြီးထူးဖြစ်တာနဲ့ဖမ်းယူပေးတဲ့စနစ်တစ်ခုတော့ရှိပါတယ်ဒါပေမဲ့အဲ့ဒီစနစ်ကလည်းအနံ့တွေကိုချက်ချင်းပြောက်သွားနိုင်အောင်မလုပ်ပေးနိုင်တာကြောင့်မိနစ်အနည်းငယ်ကြာတဲ့အထိအာဂါသထဲမှာလွင်မျောနေတော့တင်ကိုယ်တိုင်ထုတ်လွှတ်ထားတဲ့အနံ့ကိုကိုယ်တိုင်ပြန်ရှူနေရတဲ့အခြေအနေမျိုးဖြစ်သွားပါလိမ့်မယ်ကောင်းလေးရဲ့အသက်ကိုကဲတင်ပေးခဲ့တဲ့စာအုပ်တအုပ်လမ်းကြောင်းလဲသွားတဲ့ကြီးစံတလုံးကအိမ်ထဲရန်စီကိုဥတီပြီးထိုးဖောက်ဝင်သွားခဲ့ပါတယ်အဲ့ဒီနောက်အိမ်ထဲမှာရှိနေတဲ့ကောင်းလေးရဲ့ရင်ပတ်တဲ့ကိုသွားနေတဲ့ချိန်မှာအဲ့ဒါဆက်ကျိုးစီရဲ့အသစ်ဆက်ကပြားစာအုပ်ကိုထိမှန်သွားခဲ့ပါတယ်အဲ့ဒီနောက်စာအုပ်ထူကြီးဟာကွဲကြေသွားခဲ့ပြီးတစ်ပြားတွေလည်းကျိုးပဲ့ပျက်စီးသွားပေမဲ့ကြီးစံရဲ့စွာကိုအလွာတစ်ခုချင်းစီလိုက်ဆုပ်ယူထားလိုက်ပါတယ်အဲ့ဒါကြောင့်ပြားစာအုပ်ဟာကြီးစံကိုလမ်းတစ်ဝက်မှာပဲရက်တန့်သွားစေခဲ့ပြီးစာအုပ်တွင်းထဲမှာပဲနစ်မြုပ်သွားခဲ့ကကောင်းလေးရဲ့ရင်ပတ်ကိုမထိမှန်တော့တာကြောင့်သူ့ရဲ့အသက်ကိုကဲတင်ပေးလိုက်တယ်လို့ဖြစ်သွားခဲ့ပါတယ်